ရှင်းပြကြပါရရှင်။ဘာလို့တရားကြီးဆိုတော့ကျမတို့ဒီဖျားလေးပါအောင်လာပဲ့နိုင်ရှင်အကိုကြီးနဲ့အမရဲ့ချစ်မသာတော့တားလေးနဲ့ကလေးလေးရဲ့ငမင်းကလုံးကိုအမတရားအနေနဲ့ပေးထားတာလေးဖြစ်ပါတယ်ရှင်။ငမင်းဆောင်မစားလေးလုံးပေးထားတာဖြစ်ပါတယ်။ကျမတို့ဖျားလေးပါအောင်လာပဲ့နိုင်ရှင်အကိုကြီးနဲ့အမတို့ရဲ့ချစ်မသာတော့တားလေးရဲ့နာမည်ကတော့ကိရှန်ကျော်ဖြစ်ပါတယ်ရှင်။ပါဠိပြည့်စုံကြပါသမီးလေးကြည်နူးစေဖြစ်ပါရဲ့ရှင်ကြည်နူးစေဆိုတဲ့အတိုင်းခေဆိုတဲ့နာမည်လို့ပေးပြီးတော့ကျမတို့ပြည်ရကေဆိုပြီးတော့ကျမတို့ထိမ့်မှနေတဲ့အမတ်တရားဆိုင်လေးဖွင့်ထားတာဖြစ်ပါရဲ့ရှင်ပါဠိပြည့်စုံကြခေဒီဒီနာဖြစ်တဲ့သမီးလေးကြည်နူးစေတို့ရဲ့ဒီထောင်ထားတဲ့အမတ်တရားထိမ့်မှပြည်ရကေပါဠိပဲဖြစ်ပါရဲ့ရှင် Happy birthday ပါပြီးတော့စီလောင်းပေးကြပါလေ